Okay, Alan, thank you. Kana ma yai me sulu le pia me li so chin de lu a so pian no.ကျွန်တော်ပြောပြီးဒီတပြင်းလုံးတော့ကိုကအကုန်မြင်နေပေါ့နော်ကိုကကိုစီမှာပေါ့ဗျာခါလို့ပြောလိုက်တဲ့3ခု9ရီများကြီးရီထီနေမလားပေလေးလည်းပြီးခဲ့တယ်ပေါ့လေအပေလေးနဲ့ပဲကြိုက်မလားကိုကွာပဲကြိုက်မကြီးပြန်နော်မနေ့ကတော့ကျွန်တော်ဒီပု္ပ္ပစာလေးတင်ပေးထားတယ်ပေါ့လေဒါမနေ့ကဒီပု္ပ္ပစာလေးကိုကျွန်တော်တင်ထားပေးတယ်ပေါ့လေဒါမရှင်းပြဘူးပေါ့ကနတ်တိုင်းကနတ်တကွကောင်းဝေကျွန်တော်တင်လိုက်တာဟုတ်ကျွန်တော်ဘာမှမရှင်းပြဘူးနော်တကွကောင်းပဲကောက်တင်တဲ့တဘောပဲရှိတာနော်အဲ့တော့ကိုကလည်းရှိတဲ့စေနာလေးတွေမေတ္တာလေးတွေကုန်နေဒါတော့ကျွန်တော်ငါကမှုလို့လေးကမှုလို့ရှိတာပေါ့နော်မိမိကြိုက်နေတဲ့ရာဆွဲပြတဲ့နံပါတ်ကိုကဘောနော်စိတ်ထဲမှာကိုကြိုက်တဲ့နံပါတ်ရှိကိုကန်စမ်းပေါ့နော်အဲ့ဒါဒီမူနဲ့ပတ်သက်လို့ဒီ96နှစ်ဒီကိုကွာဒီကျွန်တော်ရှင်းပြမယ်ဗျအဲ့ဒါကနန်း10လုံးပေါ့အဲ့ဒါ10လုံးပေါက်မှရှိတဲ့နံပါတ်မျိုးဖြစ်တာတော့တီးတယ်ဗျဒါပေမဲ့တကွက်ကောင်းဆိုကျွန်တော်တကွက်ကောင်းပလိုက်တဲ့သဘောရှိတာအဲ့ဒါပြန်ရှင်းပြမယ်ဒီနံပါတ်9ဗျနော်အမနံပါတ်9ဒီမှာနံပါတ်8နာကိုကညံပြေးသူလေကိုအတွက်လည်းဖြစ်နိုင်တယ်နော်ဒီကလေးပြစရာရှိရတော့ပြချသွားမယ်ပေါ့နော်ကိုညံပြေးသူကိုကျွန်တော်ကလေးဒါကျွန်တော်လက်တေးကြီးလေးတိတ်ပြီးတော့အာမကူးနေလေလက်တေးကြီးအားကူးတယ်ဆိုတာလေကျွန်တော်တို့ပြောပြတယ်ခင်ဗျားတို့အမားမှလည်းကျွန်တော်ချင်းချိန်ပြီးခြာပေးရတယ်ဆိုတော့လက်တေးပဲအာမကူးနေလေဒါပဲကျွန်တော်တော့ကနတ်ဖြစ်နေတာကိုတီးတဲ့အကြောင်းပြောပြတာဒါတော့ဒီကိုကဒါရိုက်တာကိုဒီရှက်ကဒီလိုစီနီယာနဲ့ကောက်ရိုက်လို့ရိုက်ထဲလိုက်တဲ့နံပါတ်က558သွားတာကဲဒီကနတ်ရဲ့အသေးပဲပြောပြမယ်ကြီးဒါအလွယ်ကြိုင်လည်းမရတော့ဘူးထီးတယ်နော်သိအလွယ်ကြိုက်တယ်လေတခါလွယ်နဲ့လဲထွက်သွားတော့ကျွန်တော်မသိဘူးဗျာဒီနံပါတ်9ဟာဒီ306ကကနန်းချိန်ထားတဲ့နံပါတ်တစ်ခုတော့တွေ့ရတယ်ဗောလေနော်ချင်းချိန်ဗောနော်ကိုကပြောပြတာဒီနံပါတ်8ဆိုတာဒီ484ဆိုပြီးကနန်း6လို့ကနန်းချိန်ထားတဲ့နံပါတ်မျိုးတို့တွေ့ရတယ်နော်ဒါ333ဆိုပြီးကနန်း6လို့ကနန်းလေးတွေချိန်ထားတာတွေတွေ့ရတယ်နော်အဲ့တော့ဒီမှာနံပါတ်8နံပါတ်2နံပါတ်6ဒီကောင်ဒီ3လုံး6ကြီးတွေကကနန်းထဲလာတဲ့နံပါတ်9ထိပ်နံပါတ်8ထိပ်နံပါတ်3ထိပ်နံပါတ်2ထိပ်ဆိုရင်ကနန်းဒါ6ကြီးတွေနေကစားတဲ့တဘောမှလည်းရှိတယ်6ကြီးနေကနန်းကိုဆောမယ်ဆိုတော့ဒီမှာနံပါတ်8ဆိုရင်ကနန်းအသေးပဲရောက်တယ်ဗျာဒါအဲ့ဒါဘာအဓိပ္ပာယ်ရောက်လဲဆိုတော့ဒီ983မှာ6မှာဟုတ်ပြဒီနံပါတ်9နဲ့မှာ6မှာဒီလိုရဲ့သဘောတရားလည်းရှိတယ်ဗျာမနီးနီးကြည့်အမ691ဆိုရယ်ကနအမ484ဆိုရယ်ကနအမ333ဆိုရယ်ကန86ဆိုရယ်ကန983ဆိုရယ်ကနဒါမချီဘူးတော့သူရိုက်တဲ့အတိုင်းကျွန်တော်ရိုက်ပြတာသူဖွင့်တဲ့အတိုင်းရိုက်ပြတာကဲဟုတ်ပါပြီအဲ့ဒါဒီနောက်ကနန်းနှလုံးဘယ်လိုဆောမလဲပေါ့ဒီနောက်ကနန်းနှလုံးဆိုရင်ကနန်းရဲ့အဓိပ္ပာယ်သွားတာဆိုလို့ရှိရင်ကျွန်တော်ဒီကနန်းနှလုံးနှစ်ကတော့တော့တွေ့ရမယ်ဗျဒီ66ဆိုတဲ့နှစ်ကဒီကအကူတစ်လုံးပါတယ်ဗျ46နှစ်ဆိုတဲ့ကနန်းနဲ့တွားကြတော့တွေ့ရမယ်
နာဒီ486မှာလဲသူဆောတာပဲကြည်တယ်ဒီနံပါတ်နဲ့4နဲ့6တယ်ဆိုရင်ကနန်းကိုဒီခွန်63ကိုတွေ့ရမယ်ဗျာဒါမိမိကြရတဲ့ရွေးဆော်ပေါ့နော်ကိုကရှင်းပြတယ်ပေါ့ဒါမနီယာဘလူးထွက်တယ်ရှင်းပြတယ်အဲ့တော့ဒီနေရာမှာဆိုရင်လေဗျာဒီကနန်းသလုံးခွန်သွားကြရတယ်ဗျာဒီကနန်းသလုံးခွန်3ခွန်ခွန်ဆိုရင်ကနန်းလေဒါတူချားနေလေကနန်းရဲ့အတိုင်းသာပြောပြအဲ့တော့ဒီနေရာမှာဆိုရင်ဒီနံပါတ်6နဲ့နံပါတ်8လေးလို့ကြားတယ်ဗျအဲ့လေးရတဲ့ဒီ9နှစ်ခွန်ဆိုရင်ကနန်းကြားတယ်ဆိုရင်အသိဘေကလာနေတဲ့ဆေလုံးပေါက်သေးမှာပေါ့နော်အဲ့ဒါဒီနှစ်ကြီးက46နှစ်လဲစော်သွားတယ်ဗျဒီနှလုံး6ဆိုရင်ခွန်63လဲစော်တယ်ဒီကနန်းနှလုံးခွန်ဆို3ခွန်လဲစော်တာပဲဒီကနန်းနှလုံး4ဆို9နှစ်ခွန်လဲစော်တာပဲနာအခုဒီကနန်းနှလုံး5ဆိုရင်ကနန်းကိုဒီကနန်းကို3လုံး5ပါလို့ကျွန်တော်တို့ဒါနောက်လုံးပေါင်း3ညဟုတ်လားအဲ့လိုစော်တင်တာပေါ့ဒါမိမိကြိုင်စော်လို့ပြောပြတယ်ဒါနေကြီးတော့ရတယ်ကနန်းတော့တရိုက်ကြီးလို့နောက်ဒီနောက်လုံးပေါင်းစော်တယ်ဒီကနန်းလုံး6ဆိုရင်ဒီကနန်း3လုံး6စော်တာလေမြင်နေတဲ့ကနန်းဒီကိုမနေတာမထိုင်တာဥဖြစ်နေလို့ပြောပြတာဒီခွန်ဆိုတဲ့ကနန်းဒါ3လုံးခွန်ဆိုတဲ့ကနန်းဒီသူကစော်လာတဲ့နံပါတ်ရဲ့အတိုင်းသာပြောပြတယ်ဒီကနန်းနှလုံး4ဆိုဒီ9နှစ်ခွန်ဆိုကနန်း4လို့ဒါသူကြားလာတဲ့ကနန်းရဲ့အတိုင်းသာပဲဒီဟာဒီချိန်ပြီးတော့ကနန်းတစ်လုံးယူပြောပြတယ်နော်ဒီကနန်းနှလုံး5ဒီကနန်းကို3လုံး5ပါဆိုရင်နောက်လုံးပေါင်း300ကနန်းအဲ့လိုချိန်ပါပေါ့ဟုတ်တယ်မလားအဲ့တော့ရေးပြမလားကြိုက်တဲ့ကနန်းတစ်ကွက်ကိုပဲပြောရမလားဒါမိမိတို့ရဲ့သဘောပေါ့နော်ကြိုက်တဲ့ကနန်းသလုံးအနေနဲ့ရေးရမလားကားတို့မနေ့ရှစ်ပိန်းနဲ့ပဲဆော်မလားဒါမှမဟုတ်လို့ဒီနေရာမှာပေါ့လေမနေ့စိတ်ထဲမှာကိုပြောတော့ဒီ9နဲ့8ဆိုဒါအဲ့ဒီကောင်းရှိလို့ဒီနံပါတ်နဲ့ကြီးနဲ့6နဲ့8အဲ့ကနန်းမျိုးယူမလားပေါ့နော်9နဲ့8ကခွန်ဆိုဒီနံပါတ်နဲ့6နဲ့ခွန်လို့ဒီလိုခွန်မျိုးကနန်းယူသွားမလားပေါ့နော်ဒီဖက်ကလည်းလူချင်းသေးတယ်ဆိုရင်3နဲ့6ဆိုရင်လို့ဒီနံပါတ်9နဲ့9နဲ့6အဲ့လိုဟောမယူလားပေါ့ဒီမှာ3နဲ့2နဲ့5ဖြစ်လို့နံပါတ်3နဲ့2နဲ့5ဖြစ်တယ်ဒီလိုမျိုးဟောထည့်ပြီးလို့မရဘူးလားဆိုရင်ဒီညမှာတော့5ပြီးတော့4ရဲ့တန်တော့မလာဘူးပြန်တော့ဒါရှစ်ကြီးရောက်သွားတယ်တဘောရှိတယ်ဒီကနန်းသလုံးရှိဆိုဒီနံပါတ်9နဲ့ဒီ9နဲ့မှ8တယ်ပေါ့အဲ့ဒီဖက်ကလည်းတိုက်ချင်နေတယ်ပေါ့ဗျာတဘောကဒီ9ဆိုတဲ့ရှစ်ကြီးတဲ့ဒီနှစ်6ကြီးနဲ့လေကနန်းတိုက်ချင်နေတာ哦အဲ့ဒါဒီ9 8ခွန်ဆိုရကနန်း16ခွန်လည်းတိုက်ချင်နေတယ်哦ဒါ336တော့ဖြစ်လို့9ခွန်6လေကနန်းတိုက်ချင်တာ哦တူလေကနန်းလေတိုက်ချင်တာ哦ဒီနှလုံး9ဖြစ်လို့ဒီနှလုံး9နဲ့လေကနန်းတိုက်ချင်တယ်ဆိုရင်အခုကဒီကနှလုံး4လို့မပေးထားဘူးဒီမှာနံပါတ်8အဲ့ရှက်ကဒီကနန်းနှလုံး8ပါလို့ပေးလိုက်လို့ရှိနောက်ကနန်းနံပါတ်1ဆိုရကနန်းတက်ကြမှာပေါ့ဒီနှလုံး9 9 9 5လို့ထည့်ဒီနှလုံး400ဒါ9နှစ်ခွန်ထည့်ဒီကနန်းနှလုံးခွန်3ခွန်ထည့်ဒီကနန်းနှလုံး6ခွန်6 3ထည့်ဒီကနန်းနှလုံး4 6နှစ်ထည့်တယ်လို့ဒါရှစ်ထိပ်စီးနဲ့နောက်ပေါင်း300ပေါ့နော်နောက်ပေါင်း300ကိုဒီရှစ်ထိပ်စီးနဲ့ဒီနောက်ပေါင်း300ကိုဒါကနန်းဆော်မလားဆော်မယ်ဆိုလဲသူလည်းမဆိုးပါဘူးကားတို့ဒီမှာတစ်ရှစ်4ခွနဲ့ကျွန်တော်တို့နံပါတ်9နေပေါ့ဗျာနော်နံပါတ်9နဲ့ပြည်လေတီဗီသားဆိုတော့ကျွန်တော်တို့ဒါရှစ်9တဆိုရကနန်းကဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းပြောပြမှာ
ဒီ3နဲ့2နဲ့ကို9ဆိုတော့သူ့အဖြေမျိုးပေါ့ဗျာဒီ8နဲ့1နဲ့ဆိုလို့ရှင်9ပေါ့ဒါလည်းကျွန်တော်ခဏပြောဖူးတယ်ဗျ 3D မှာဒီအလေထိုင်ရဲ့အဖြေဟာဒီလိုမျိုးတွေဆိုတာလေမထွက်ဘူးဆိုတာ 3D မှာအင်မတန်ရှားတယ်ထွက်ပါတယ်เนาะအဲ့လိုကဏ္ဍမျိုးတွေကဆိုရင်လေကဏ္ဍထွက်ပါတယ်နော်အဲ့လိုအဖြေမျိုးတွေပေါ့ဗျာခါတို့ဒီမှာအလဲမှာနံပါတ်4ရေးဒီကဏ္ဍနှလုံး4ရဲ့အဖြေမျိုးပေါ့ဗျာနော်ဒါတွေကလေကျွန်တော်စောင့်ကြည့်ပြီးတော့ကဏ္ဍတွေကခဏလေးတွေကြည့်ပြီးတော့ကျွန်တော်မလာသေးပါလားမလာသေးဘူးလားတနေ့မှာကိုလေးလာခဲ့တဲ့နံပါတ်ရဲ့ပတ်တလူကျွန်တော်ပြောရတော့ပေါ့နော်အဲ့ဒါ8ထိတ်နောက်လုံးပေါင်း300အမ8နေနဲ့နံပါတ်1ကလည်းသူ304တကနေပျောက်သွားလိုက်တဲ့တကြီးပဲအဲ့တကနေဒီကောင်ဒီမှာနည်းတပင်ထည့်ပြီးတော့ကနမစင်းလာတော့ဘူးဗျာအဲ့တက်စုတွေကနမစင်းလာဒီပင်မများဆင်းမလားအဲ့တက်ထည့်ပြီးတော့ဗျာဒီကောင်အလဲမှာလဲတက်စုတွေကနမစင်းလာဘူးထိတ်စီးနံပါတ်1ကြီးရလေဘယ်တိုင်းပြီးရောက်ကုန်လဲမသိဘူးဗျာအဲ့ကနေတော့ဒီနံပါတ်1ကဒီပွဲနေစာပြီးတော့ဗျာခါတော့1ပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲ9ပွဲ10ပွဲ9ပွဲ10ပွဲ17ပွဲ12ပွဲ13ပွဲရှိပြီဗျာအဲ့တော့ကန13ပွဲလုံးကိုနံပါတ်1ဆိုရကနန်းကဘာဖြစ်လို့များကနန်းဖြောက်သွားတာလေနော်ဒီကောင်တက်နောက်ပိတ်ကြာပြီးတယ်ကနန်းတူထေပြီးခဲ့အဲ့တကြီးဟာမပေါ်လာဘူးဖြစ်နေတယ်ပေါ့အဲ့ဒါလေးများနံပါတ်1အနေနဲ့ကနန်းကြာလာလို့ရှင်တော့ဒါ89တက်ဆိုရကနန်းကိုပြောရခြင်းဖြစ်တယ်ပေါ့နော်ကဲโอเคရပြီနော်အဲ့ဒါရှင်းပြတယ်ရှင်းပြရတယ်ပေါ့ကဲဒီညပါပြမယ်အဲ့ဒီရှစ်ထိတ်ဆိုတာကောင်းပါလေအမရှစ်ထိတ်ကျွန်တော်ပြောပြမယ်ကြီးစာရွက်ရအများရှိတယ်တချို့လေကိုလူထားကြတော့လေဒါရှစ်ထိတ်ကိုနောက်ကျုံတဲ့ခါလဲဆွဲမှာပေါ့နော်သူကလိုင်းပေါ်တယောက်လားမတူတင်တယ်ဒီခွန်ဆိုတဲ့ကနန်းကိုသူရိုက်တဲ့ကနန်းကဒီ188ဆိုတဲ့ကနန်းကိုခွန်လို့သူရိုက်တာပေါ့နော်ဒီ43ခွန်ဆိုတဲ့ကနန်း188အတွင်းပိုင်းရရိုက်လိုက်တဲ့ကနန်းသူကဒီ488ကို6လို့ကနန်းလမ်းထေသွားလေကနန်းတိုက်နေတဲ့တဘောကိုပြောပြတယ်နော်အဲ့တော့ကျွန်တော်တို့စပြီးတော့မှကျွန်တော်ဒီနံပါတ်9နဲ့ဒီ3ညာနဲ့9ခေနောက်ကနန်းနှလုံးကပေါ့နော်ကျွန်တော်ဒီ9ခွန်3ဆိုရကနန်းဆောတာပေါ့လေဒီ9ခွန်3ပေါ့ဒီ9နဲ့3ညာကို9ခွန်3 9လို့ဆောတာလေဒါဒီ3ညာ3 6လို့ကနန်းတိုက်နေတာနော်တိုက်တဲ့အကြောင်းတစ်လုံးဆိုလဲတစ်လုံးပေါ့ဗျာဒီနံပါတ်4နဲ့ဒီနံပါတ်9နဲ့ဒီ4နဲ့9နဲ့1ဆိုရကနန်းထုတ်ထားတဲ့ချိန်မှာလဲပေါ့ကျွန်တော်ဒီ36နှစ်ဆိုရကနန်း1လို့ကနန်း1ထိပ်ဝင်လာတယ်36နှစ်ဆိုရကနန်း1လို့ဝင်လာတယ်အဲ့ဒါကလည်းဒီ8နဲ့6ဆိုရကနန်းကို6လို့ကနန်းဝင်လာတဲ့တိုက်နေတယ်ကနန်းမျိုးဖြစ်တယ်ကဲဒီတစ်ခေါက်တိုက်နေတယ်ကနဒီနံပါတ်8နဲ့2နဲ့ဆိုလို့ရှိ3ညာဆိုရကနန်းဖြစ်တယ်အဲ့3ညာကိုကနန်းတိုက်မဲ့နံပါတ်ကတော့နံပါတ်9နံပါတ်3နံပါတ်8ဆိုရကနန်းကို3ညာပါပေါ့နော်အဲ့ဒါဒီ8နဲ့ဆိုရကနန်း3ညာကိုဒီ938ဆိုရကနန်း3ညာလို့တွားဖြစ်တယ်ဆိုရင်ကျွန်တော်ဒီ983ဆိုရကနန်းကိုဘာလို့တွားတိုက်လဲ
6ဆိုရကနတွားတိုက်တယ်ဗျာနာအဲ့ဒါဒီ4ခွန်တက်ဆိုရကနဒီကောင်တဲလိုက်လို့ရှိရင်ဒီ36နှစ်ကိုတစ်ပါလို့ကနန်းတဲတာနေဖြစ်သွားလို့လိုက်နေဟိုကြာသွားလို့အမရှင်းပြတယ်တိတ်ပြီးအနိကဆိုဘုံကအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ကဲအဲ့ဒါရှင်းပြနေတာပေါ့နော်ဒီကနန်းနှလုံးကိုကဒီ3လုံးကိုလို့ကနန်းထဲလို့ရှိဒီ333ညာဆိုရကနန်းကို6လို့ကနန်းထဲတာပေါ့နော်အဲ့ဒီ43ကခွန်လို့ထဲလို့ရှိဒီ188ဆိုရကနန်းခွန်မှာထဲဒါ44ကို6လို့ကနန်းထဲတယ်ဒီရှစ်ထိပ်ပေါ့နော်ဒါလေးကိုကိုကရှင်းပြတာပေါ့နော်ဒါရှစ်ထိပ်ဆိုရကနန်းအဲ့နေရာမှာတစ်ဆက်တည်းပြောလိုက်ရမှာပြောလိုက်မယ်လေအဲ့တော့ကျွန်တော်တို့ဒီကနန်းနှလုံးနဲ့ဒီနှလုံးလေးကဘာဖြစ်လဲဆို6ဆိုရကနန်းဖြစ်တယ်ဒီကနန်းနှလုံးခွန်နဲ့ဒီနှလုံး3ညာဘာဖြစ်ခွန်လို့ဖြစ်တယ်ဒီကနန်းနှလုံးလေးနဲ့ဒီနှလုံးလေးကဘာဖြစ်8လို့တော့ဖြစ်နေပြီဗျာကားလို့ဒီကနန်းနှလုံးနဲ့ဒီနှလုံးလေးက6ဆိုရကနန်းတေတော့တယ်ဗျာဒီကနန်းနှလုံးခွန်နဲ့ဒီလုံး3ညာခွန်လို့တေတယ်ဗျာဒီနှလုံးလေးနဲ့ဒီကနန်းလုံးလေးကို8လို့ကနန်းတေထားတယ်ဗျာကဲ9လို့တေလိုက်မယ်ဗျာဒီကနန်းလုံး8နဲ့ဒီကနန်းနှလုံး1နဲ့9လို့ဒီ3တေပြီးလိုက်မယ်ဒီနံပါတ်3ကလေဒီ6ကစားတာဗောလေဒီ6ကဒီနံပါတ်8နဲ့8နဲ့ကိုဒီကောင်6ကြီးဗျာနံပါတ်2ဆိုရကန1နဲ့3ညာနဲ့ဆိုရကန1ထဲတယ်ဗျာနံပါတ်3ဆိုရကနနံပါတ်8နဲ့နံပါတ်5နဲ့3လူထဲတယ်ဗျာအခုဒီမှာဒီနံပါတ်3ဆိုရကနနံပါတ်3ညာနဲ့နံပါတ်3လူပဲထဲမလားဗောနော်6ဆိုတာ8ကြီးထဲတာကိုနှစ်ဆိုတာနှစ်3ညာလမ်းထဲတာနံပါတ်3ဆိုတာ8 5လမ်းထဲတာနံပါတ်3ဆိုတာ3ညာ3လမ်းထဲမလားဆိုတော့အသွေးလေးခေါ်ယူတဲ့သဘောကြောင့်မလို့ဒီနှစ်လေး6ကိုဘာလို့ဆွဲတာလဲဒီနှလုံးခွန်တဲ့3ညာဘာလို့ကောက်ခေါ်နေတာလဲဒီနှလုံးလေးနဲ့လေးဘာလို့ကောက်ရှင်းနေတာလဲဒီကနာနှလုံးရှင်းတဲ့နှလုံးတက်ဘာလို့ကောက်ကိုလဲဆိုတော့ဒီမှာလွတ်နေတဲ့နံပါတ်3ကိုကြည်လိုက်လို့ရှိဒီ3ညာ33ဆိုရကနာ6ကြီးလမ်းထေတယ်ဗျာအဲ့ဒီ863ဆိုရကနာလွတ်နေတဲ့နံပါတ်ခေါ်လမ်းကြည့်လို့ရှိ3ညာခွန်ဆိုရကနာခွန်လို့လမ်းထေထားတယ်ဗျာနော်အဲ့ဒါဒီလေးလုံးရှစ်လို့ရိုက်ထားတဲ့အခါမှာဒီနံပါတ်ခွန်လမ်းကြည့်4ခွန်ဆိုရကနာရှစ်လို့လမ်းရိုက်ထားတယ်ဆိုတော့ဒါရောမဖြစ်နိုင်ဘူးလားပေါ့နော်ဒါ3လုံး6ကြီးလမ်းထေတယ်ဗျာဒီ3ညာ33ဆိုရကနာ6ကြီးထေတာဒီ4 6လမ်းထေတယ်အခုဒီနှလုံးခွန်နဲ့3ညာခွန်လမ်းထေတာလေဒီကောင်ဒီ3ညာခွန်လမ်းထေတယ်ဗျာဆိုတော့ဒီနှလုံးလေးနဲ့8တောက်လေဒီ4ခွန်ကနေလမ်းပြီးတော့ကနန်းလမ်းထေတဲ့တဘောကိုမြင်နေရတယ်ဒါကြောင့်မလို့အခုကျွန်တော်တို့ဒီလုံး8နဲ့1နဲ့9တယ်ဆိုနေသူ9ဆိုနေကနန်းချင်းတူဖြစ်နေမယ်ကနန်းမျိုးဆိုတော့ဒါ9နဲ့ဆိုလေကနန်းဘာဖြစ်မလဲ9လို့တက်ရိုက်မှာပေါ့နော်အဲ့လိုမျိုးသဘောတရားရောကိုရှင်းပြတော့ဒါထိပ်စီးရှင်းပြပြီးရှစ်ထိပ်ရဒါဒီခွန်ကနေ3လုံးခွန်စင်းတာ3လုံး6တေအမှဒီလုံးနဲ့4နဲ့6ကြီးဖြစ်နေပြီဗျအဲ့6ဒီကောင်3ညာ33နေဝင်ရိုက်လာတယ်ဗျနော်အဲ့ကနန်းကဘာဝမူတည်ပြလဲဆိုတော့အခုခါလို့ဒီ3ကိုခြေရိုက်တယ်ဆိုလေကနန်းဒီ246ဒီ3ခြေရိုက်ဒီမှာ4လွတ်နေတာရှင်းပြဆိုရင်အဲ့ဒါ3လုံးတင်မလို့ဖြစ်တယ်အဲ့ဒါ3လုံးတင်မလို့ဒီနံပါတ်3ညာခွန်ဒီနှလုံးခွန်နဲ့3ညာခွန်ဒီကိုရှင်းပြပါဆိုဒီကောင်3လုံးတကြီးထေထားတယ်ကနန်းကြီးနော်ဒီနံပါတ်ခွန်ခြာသွားတယ်ဗျ4ခွန်တက်ပါ36နဲ့ဒီခွန်4ခွန်8လို့ကနန်းဖြည့်ရှင်းပြဒီနံပါတ်4ဆိုတာဒီ164ဆိုရကနန်း1လို့ထေထားတယ်ကနန်းကြီး
အဲ့တော့ကျွန်တော်တို့ဒီမှာရှင်းနေဆိုတဲ့39383ဒီနေ့ကြီးကိုဖြည့်ရှင်းသွားတဲ့9နှစ်9ဒီ8ကိုပြောပါဆိုဒီ338ဆိုတာတကြီးရိုက်ထားတယ်ကနန်းအဲ့တော့ဒီခွန်34နေသူတစ်ဆိုတဲ့ကနန်းရိုက်ထားတယ်ကနန်းဒီ36လဲပြီးနိုင်တဲ့နံပါတ်ပဲဒီကနန်း36တစ်လို့ရိုက်ထားတဲ့နံပါတ်ကနေပြီးတော့ဒါ33336ဆိုတဲ့ကနန်းရှင်းပြတာနဲ့တူပဲဒီကနန်း3တစ်လို့ချိတ်ထားတယ်ကနန်းဒါကြောင့်မလို့ဒီနှလုံးတစ်ဆိုတာ36နှစ်တစ်ပါ36ပါဆိုရှင်းသွားတယ်ကနန်းမျိုးပဲဒီရှင်းနေကို3ပါ9383ပါ9836ပါဘာမို့အဲ့နံပါတ်8ဆိုကြတဲ့ဒီကောင်3လုံးတကြီးရိုက်ထားတယ်ကနန်းအဲ့ကောင်တကြီးခံပြီးတော့ကနန်းကိုဆောပြတဲ့သဘောကိုလေတိတ်ရောက်တယ်အဲ့ဒါသူခွန်34တေးရိုက်တယ်အဲ့နဲ့43ခွန်ခွန်နဲ့188ခွန်ရိုက်တယ်ဒီ3လုံး6ပါ3လုံးတင်မိပြီးရိုက်တယ်အဲ့သဘောပဲအဲ့နေရာမှာဒါ83နေဆိုရကနန်းကလေနော်ဘာဖြစ်လေနော်ကနန်းရဲ့ဒီဥရန်လေးကအဲ့လိုမျိုးလေးကြာသွားမလားပေါ့အဲ့တော့သူက246မလို့33336တယ်ဒီနှလုံးခွန်နဲ့3ခွန်မလို့339ခွန်နဲ့ဒီနှလုံးလေးနဲ့4နဲ့8မလို့4ခွန်8တယ်ဒီနှလုံး8နဲ့1နဲ့9မလို့9နဲ့9တယ်ဒီပုံတန်ရောက်သွားမလားဆိုတာလေဒါမိမိကြိုက်လို့ရှင်ပေါ့လေနော်မိမိစိတ်ကူးတဘောထဲမှာကိုစောခြင်းနဲ့ဆိုလို့ရှိရင်လေဒါကိုရှင်းပြတာပေါ့နော်အဲ့ဒါရှင်းပြသွားလိုက်တယ်အဲ့ဒါဒီ3လုံးတစ်ကိုအခြေခံပြီးကနန်းဘလူဆောမလဲဆိုကြည်အောင်ဗျာနော်ဒါမလေးရှိတဲ့ညလည်းကုန်တော့မယ်ကိုမပေါတဲ့နည်းနဲ့တော့ချားနေတာဗျာနော်ကဲမလေးတက်ပြီးတော့တစ်ခါသေးလဲတဲလေးတွေအားပေးကြပါဦးနော်ကြီးတယ်ဆိုကြီးုံမလားလောက်ပါဦးမလေးနဲ့ကိုကွာဒါအောက်တဆင်းကိုဆောလာယူရတော့96နှစ်ချမ်းခဲ့ပြီဒီရှိကြီးကိုကျွန်တော်ဘလို့ဆောမလဲအနိကဆောပါဒီရှိကြီးကိုဆောမယ်ဆိုရင်ကျွန်တော်ဆောမယ်ဆိုတော့ရှစ်ခွန်ဆိုရကနန်းဆောမယ်ရှစ်ခွန်ဆိုရကနန်းဆောမယ်ဘာလို့ဆောမလဲဆို3ဆိုရကနန်း3ရတတန်ဆောမယ်နော်ဘာဆောမလဲဆိုရင်ဒီရှစ်ခွန်ဆိုရကနန်း3အဲ့တတန်ဆောမယ်ကျွန်တော်တို့ဒီနေရာမှာဆိုရင်ဒီနံပါတ်3ထိ3ထိကိုဘာတတန်ဆောမလဲဆိုရင်ဒီခွန်33ဆိုရကနန်း3လို့ဆောမယ်နော်ကျွန်တော်အဲ့ဟာ3လို့ဆောမယ်နာဒီခွန်3လို့ဆောမယ်အဲ့တော့ကျွန်တော်ဒီမှာနံပါတ်1ထိဒီနေ့ထိစီကိုလေကျွန်တော်ဒီ6နဲ့5ဆိုရကနန်း3ရဲ့တဒန်းဆောမယ်နော်ဘာလို့ဆောမလို့3တဒန်း3တဒန်းဆောမယ်ကျွန်တော်ဒီနေရာမှာလေပေါ့ဒီကနန်း3လုံး3တဒန်းပဲဆောမယ်355ဆိုရကနန်းကို3တဒန်းဆောတယ်နော်ဒီ355ဆိုရကနန်းကိုကျွန်တော်3ဆိုရတဒန်းဆောတယ်အဲ့လိုဆောတယ်ဒါတုံညာထေးရိုက်ချင်းလေးရတယ်ဒါမဲ့တုံညာထေးရိုက်ရင်အဓိပ္ပာယ်သိမရှိဘူးဒါငါထေးရိုက်တာဗျာတုံညာထေးတော့ရိုက်မယ်ဆိုရင်ရတယ်ဒါပေမဲ့တုံညာထေးနဲ့ကျွန်တော်ကနန်းရိုက်ရင်ကနန်းအဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ပြောပြမဟုတ်ဘူးဗျာကြီးဖို့ဗျာဘာဖြစ်ဘူးဒါပဲဖြစ်မန်ကိန်းလဲစံဖို့ဗျာအဲ့တော့ကျွန်တော်ဒီ3လုံး1ဆိုတဲ့နံပါတ်4ရဗျာဒီကောင်3လုံး3လာချိန်နေလို့ဗျာအဲ့436ဆိုရကနန်းလာချိန်နေလို့အဲ့863ကဒီခွန်33ဆိုအဲ့နံပါတ်9ဗျာဒီကောင်3လုံး1ထေတာနံပါတ်9နဲ့ဒီကနန်းနှလုံး4နဲ့ဒီကောင်ဒီ3လုံး3လာချိန်နေလို့ဒါအဲ့လိုရှင်းအောင်လိုက်ချကြည့်တာဒီ6နဲ့5 3မှာ164ဆိုဒီနံပါတ်4ရဗျာကျွန်တော်တို့
ဒီကနာနှလုံးကိုးနယ်ကိုသုံးလူချိန်နေတယ်ဗျဒီလေးနဲ့ဒီနှလုံးကိုးနယ်ကောင်သုံးလူချိန်နေလို့ဒါကြောင့်သူသုံးလုံးတစ်တဲ့ရှစ်ကြီးကိုလမ်းကြည့်လိုက်တော့ဒီကောင်ဒီသုံးလုံး37လို့ဒီရှစ်နဲ့ဒီကနာနှလုံး9နဲ့3ဆိုတော့ဒါတုံညာဘရိတ်ကိုမကြည်ပွဲဆက်ရိုက်တယ်ကနန်းနော်အမှတုံညာဘရိတ်ဆိုတာရှိတယ်နောက်ရကြကျွန်တော်သိချပြမယ်သူကတုံညာဘရိတ်ကြီးပြန်ကြားနေရရှိတယ်ကဲအဲ့လိုမျိုးကနန်းတစ်ခုဖန်တီးလိုက်တာပဲဖြစ်ကျွန်တော်အမြင်လေးနဲ့ကျွန်တော်ဆွဲပြလိုက်တယ်ပေါ့နော်ဒါသူကနန်းညီများဒီသုံးရဲ့ကစားကွက်ကြီးကိုတုံညာဘရိတ်နှစ်ခါလောက်များဆင်ထွက်လာပါစီပေါ့နော်ဆင်ထွက်လာရင်ဒီတုံညာဘရိတ်ကတော့မီးအောင်ဆောမယ်ဆိုပြီးတော့အဲ့လိုရည်ရွယ်ပြီးတော့ကနန်းဆော်လိုက်တယ်ပေါ့နော်အဲ့တော့ကနန်းဘာရည်ရွယ်ပြီးဆော်ဒီကောင်သုံးလုံးသုံးဒီ436ကနေကနန်းထေတွေကနန်းကိုရည်ရွယ်ပြီးတော့ကျွန်တော်ဆော်ကြည့်တယ်ဒါတော့ကျွန်တော်ခွန်33ဆိုရင်ကနန်း3လုံး3ဒီနံပါတ်9ကနေပြီးတော့ဒီနှလုံးလေးနဲ့3ချင်း3လိုက်ရိုက်တဲ့သဘောအဲ့တော့ဒီနေရာမှာဆိုရင်ဒီ6နဲ့5ဆိုရင်3လုံး3ဒီနံပါတ်4ကနေပြီးတော့ဒီနှလုံး9နဲ့3နဲ့သဘောဒီကနန်း3လုံး3ဆိုရင်ကနန်းကိုကျွန်တော်ဒီနံပါတ်8နဲ့ဒီနောက်နှလုံးပေါင်း9နဲ့3ဆိုတဲ့သဘောစောစောနောင်လုံးပေါင်းကတော့နှစ်3ရိုက်ပြသွားတယ်ပေါ့နော်ဒါမှရှင်နဲ့3နဲ့ရိုက်တာနော်အဲ့ကနကဲကနအဲ့လိုထဲပါပြီဗျာနော်ဒီကောင်ရေးပြိုင်ကောင်းမလားမသိဘူးခင်ဗျားတို့ကနများလူကြီးမကြိုက်ဘူးဆိုရင်သဘောလားမသိတော့ကွယ်ပဲချဗျာနော်အဲ့လိုဆိုရင်အဲ့တော့ဒီနံပါတ်3ကိုကျွန်တော်တို့ဆော့တဲ့နေရာမှာကျွန်တော်အမခံဆော့လိုက်တဲ့ကနန်းကဒီ3လုံး3ညာလေးကိုထေရိတ်ထားတော့ကျွန်တော်ခြာသွားတယ်ဗျာနော်ဒီနံပါတ်ကိုထေရိတ်တဲ့နေရာမှာလေဒီ3ညာခွန်3ညာပါပဲလို့ကျွန်တော်အဲ့လိုဆော့သွားတယ်ဗျာနော်ဒီနံပါတ်ခေါ်မှလဲကျွန်တော်တို့ခွန်6ဆိုရင်ကန3ညာပါပဲလို့ထေဆော့သွားတယ်ဗျာနော်ဒီညမှာလဲ9ပဲထေရတယ်ဗျာနေ93ဆိုရင်ကနနာအဲ့တော့ဒီနှစ်93ဆိုရင်ကနကို3ညာအနေနဲ့ပဲကျွန်တော်ကနတွင်းနေဗျာနော်အဲ့တော့ဒီ433ဆိုရင်ကနကို3ညာလို့ပဲကျွန်တော်ကနတွင်းနေဗျာနော်ဒီ3ခွန်3ညာဆိုရင်ကနကိုလေ3ညာလို့ပဲကျွန်တော်ကနတွင်းနေဗျာနော်ဒီခွန်6ဆိုရင်ကနကိုလေ3ညာလို့ပဲကျွန်တော်ကနတွင်းချတယ်ဗျာအဲ့တော့ဒီညမှာ953ဆိုရင်ကနကို3ညာလို့ပဲကနတွင်းချတယ်ဗျာနော်နံပါတ်5ဆိုရင်ကနတွင်းချတယ်သူကဒီခွာပေါင်းချင်း3ညာခွာပေါင်းချင်း3ညာနဲ့ပတ်သက်လို့ပေါ့လေကျွန်တော်တို့ဒီမလာတာလဲကြာပြီဒီခွာ3ညာဆိုရင်ကနန်းကပေါ့နော်ဒီမှာ3ခွန်တစ်ချက်သူရိုက်တယ်ပေါ့နော်အပင်တော့နည်းနည်းတော့ချားနေတယ်ပေါ့နော်ပြီးတော့သူကကနန်းကတိတ်မထွက်လာဘူးဗျာအဲ့ခွာ3ညာအဲ့မှတစ်ချက်ပဲကနန်းထွက်လာတယ်နော်အရင်တော့ဆို4-6တူ9-1တူနော်ကနန်းလေးတွေကပေါ့လေဒီခွာ3ညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တပင်လောက်ပဲရှိတော့အားမရသေးလို့နော်တပင်ပဲရှိသေးတယ်ကောအားမရဘူးအားမရတော့ကျွန်တော်ဆက်ပြီးတော့ကျွန်တော်ချမို့ကားလို့အမြင်နဲ့တချို့အမြင်တွေပေါ့လေဒါခွာတကြီးမဟုတ်ဘူးလားလို့မေးချင်မေးလိုက်မယ်ဒါခွာ3ညာမဟုတ်ဘူးလားလို့မေးချင်မေးလိုက်မယ်ခွာ9မဟုတ်ဘူးလားလို့မေးချင်မေးလိုက်မယ်ဒါခွာ8လို့ရောမဖြစ်နိုင်ဘူးလားဆိုတော့ဒါမိမိနေနေပေါ့လေဟိုကြိုပြောတာပေါ့ကိုယ့်အကူရိုက်ချင်းတပါဆိုရင်ရိုက်ပေါ်ဗျာကျွန်တော်တို့ကနန်းကြတဲ့နံပါတ်ကိုပဲထေရတဲ့နံပါတ်မျိုးဖြစ်တယ်ပေါ့လေနော်အဲ့လိုမျိုးထေရနံပါတ်မျိုးဖြစ်လို့သူခွာတယ်ပဲဖြစ်3ညာဖြစ်9ဖြစ်ဒီမှာရှင်းချင်းမှာရှင်းမယ်မရှင်းချင်းလည်းမရှိဘူးနော်ဒါတော့ကနန်းကြတာတော့ဒါဒီ3လုံး3ကိုဒီကောင်3လုံး3ညာရိုက်တယ်ဆိုရင်ကနန်းပေါ်နေလို့ဗျာဒီကနန်း3လုံး3ကိုဒီ3လုံး3ညာပဲရိုက်တယ်ကနန်းပေါ်နေလို့ဗျာ
ဒီကနာ3လုံး3ဆိုဒီကောင်3လုံး3ညာပဲရိုက်လို့အဲ့ဒါကြောင့်သူကဒီမှာခွာတက်တို့ခွာ3ညာတို့ခွာကိုလို့တွားဖြစ်တာဗျာကိုကအဲ့3လုံး3နဲ့ဒီ3လုံး3ညာကိုရိုက်တာပဲ3လုံး3နဲ့3လုံး3ညာတော့ဒီမှာခွာရှင်မမဖြစ်တာမဖြစ်ကျွန်တော်တော့မူတိုင်းရိုက်ပါဆိုကျွန်တော်ဒီတိုင်းရိုက်ရမှာနော်ဒါကြောင့်မလို့ကျွန်တော်ဒီ3လုံး3ကိုဒီ436နေရိုက်မယ်ဒီ3လုံး3ကို9ခုခွန်ရိုက်မယ်6နဲ့5 3ကို4ခုနှစ်ကရိုက်မယ်3553ကိုဒီ8395ရိုက်မယ်ဆိုရယ်အလေထိုင်9ကိုခွာ9ချရလေထိုင်နံပါတ်3ညာခွာ3ညာ3ညာ break ချင်းတူအလေထိုင်ကနန်းဒီခွာပေါင်းခြင်းဖြစ်နေပြီးတော့တုံညာ break ကိုတုံညာ break ဆိုရယ်အဲ့ဒီ9နှလုံးခံထားတဲ့9တုံညာ break 9တုံညာ break ဆိုရယ်တဘောကိုရိုက်သွားခြင်းဖြစ်တယ်နော်သူကအဲ့လိုလုတ်တတ်တယ်အဲ့လိုကနန်းနှလုံးခံလို့ရှင်ဒီတိုင်းကြီးပဲကနန်းကောက်ထွက်တာလေမြင်ဖူးတွေသူဟာလီနဲ့တူရှိဖူးလို့ဆိုတော့ဒါတော့ဟိုကျွန်တော်ဒီကနေတွတ်ထုတ်ပြီးတော့ဒါအနိကပြောပြခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့တဘောကြလာရတာအဲ့လိုမကြောက်လားအဲ့လိုမကြရင်ကြံပပတကွက်ရိုက်ပြမယ်ငါသူညာငါပေရတော့ဟိုလွတ်တဲ့ဟာလေလွတ်တယ်ဘောနော်အကေငါသူညာငါမရိုက်ဘူးဆိုရင်ဟိုကောင်နဲ့တော့ရိုက်လို့ရင်ဘာဖြစ်ကုန်ပါဘာဖြစ်ကုန်လဲဆိုတော့သူကရှင်ငါသုံးမယ်ဆိုတော့တုံညာ1လေးတက်ကြမလားတုံညာ1လေးရိုက်ပြမလားတုံညာ1လေးဆိုရင်တုံညာ1လေးနေနဲ့ရိုက်ပြလိုက်မယ်နော်အမမူနဲ့ရိုက်ရင်ကောင်းတယ်ဗျတကွက်သေးဆိုတော့လေကျွန်တော်တို့တကွက်အရာပဲပြောချတယ်တဘောရှိတယ်ဗျကဲဒီတစ်ခါဘလူပြမလဲဆိုတော့ကြီးပေါ့ဗျဒါတော့ကနန်းတိုက်ချင်မှတိုက်မယ်တော့မတိုက်တဲ့လည်းရှိတယ်ဒါမဲ့သူကချက်ကန်းလဲတူးချင်တူးတတ်တယ်ဗျချက်ကန်းလဲတူးချင်တူးတတ်တယ်တေဝင်ချင်လေဝင်မယ်စောစောကဘာပြောတာ6ဟုတ်လားစောစောဒီ484ဆိုရယ်ကနန်းကို6လူပြောတယ်မလားနော်484ကို6အဲ့6နဲ့မ6ဘူးဗျာတခြားနည်းနဲ့6မယ်ဒီကနာ3လုံး4နဲ့ဒါအတွင်းပေါ့နော်ဟိုကောင်484ဆိုတာဒါအပြင်6ဒါအတွင်း6ဒါ3လုံး4နဲ့ဒီနှလုံးနဲ့6တည်ပြန်နော်ဒါကူကပြောပြတဲ့အကူမြင်လို့ပြောပြတယ်ဒါ3လုံး3ဗျာအဲ့ဒီ3လုံး3နဲ့ဒီနှလုံး3နဲ့6တယ်ဗျာဒီ3လုံးကိုမ6ဘူးဗျာနော်ထားလိုက်တော့အတွင်းကနာနေစောတာဒါ3လုံး6ဖြစ်နေပြီဗျာ3လုံး6ဖြစ်နေဒီနှလုံး3ညာနဲ့ပါဖြစ်မလဲ6ဆိုလေကနန်းဖြစ်ပါဘူးနော်ကဲဒါဆိုဒီခါထေထားပြီးတာ3လုံးတကြီးထေထားတယ်ဗျာ3လုံး1ထဲဒီကနန်းနှလုံး9နဲ့မှ6တဲ့ပေါ့နော်ကနန်းဆိုတာပြောပြလို့ဘယ်ဟာတဝီထိုးရမယ်ကိုလည်းမတည်ဘူးလေဒါကနန်းတော့ချိန်မွားရအောင်ကျွန်တော်ချပဲဒီလို6မဲ့ကနန်းမျိုး8ထဲကိုဆောမလားနော်ဒီကနန်း3လုံး3ထဲတယ်ဗျာအဲ့ဒီနှလုံး3နဲ့မှ6ဆိုရယ်ဒီ3ထဲကိုထဲမလားပေါ့နော်ဒီက3လုံး6တယ်ဗျာအဲ့6နဲ့ဒီနှလုံး3ညာနဲ့မှ6ဆိုရယ်နှစ်ထဲကိုဆောလာမလားဆိုတာပြောပြတယ်ဒါဘေဘီဒီမပါဘူးပေါ့ဗျာဒီဖြစ်နေတဲ့အတိုင်းရိုက်တာပါဒါ3လုံးတည်တယ်တင်းနဲ့ဒီနှလုံး9နဲ့မှဒီကောင်6မလားပေါ့ကနန်းရဲ့စီးစင်းမှုပေါ်မှာကြည်ပြီးတော့ဒါကနန်းဆောပြတာပေါ့လေဒီကနန်းကိုပေါ့နော်ကျွန်တော်အဲ့လိုဆောပြလိုက်တယ်ပေါ့ဒါဆိုလို့ရှိရင်ကနန်းအတိုင်းတာကျွန်တော်ပြောတယ်နော်ဒီ486ကလည်းပြပြီးပြီလို့ဒါဒီလို6ပဲဆုံးလည်းပြပြီးလို့ဒီလို6ပဲဆုံးလည်းပြပြီးဒီမှာ983ရှစ်ကြီးနဲ့ဆိုလည်းပြပြီးအခု3ညနဲ့ဒီလိုလေးယူတဲ့တန်းပြတဲ့6
ရေကစားကွယ်လို့နော်ဟုတ်ပြီလားအဲ့ချောဘာလို့စောသုံးမိပါနဲ့ဗျာတက်ကွီကွာရထားမလို့နဲ့အဲ6 ဝေးချလိုက်တော့နာကနအဲ့လိုစောအမန်တုံညာတင်ငါမကွတီအလေးတော့အရန်ထိုးကြည့်ပေါ့လေနော်ကဲအဲ့လိုစောပြီးပေါ့ဗျာစောပြီးလို့ရှိရင်နံပါတ်1ဆိုလေကနပေါ့နံပါတ်1တော့ခါတို့အနိကကလေးမယ်မလေးမယ်တော့မသိသေးဘူးနော်လေးမယ်ဆိုလေကောက်လေးမယ်တဘောပေါ့ဗျာဒီခွန်ရားနေစားလိုက်ဗျာခါတို့ဒီအလေထိုင်9တို့အလေထိုင်9တို့အလေထိုင်3ညာဆိုတာလေးကြီးဗျာတပင်ပင်ကြော်ပြီးအလေထိုင်6ဆိုလေကနနံပါတ်3ညာရဲ့နံပါတ်8နံပါတ်6လေးထည်တယ်ဗျာတပင်ပြီးဒီနံပါတ်8အဲ့နံပါတ်8ဆိုနံပါတ်9နံပါတ်9နံပါတ်8လေးလူထည်တယ်ဗျာအဲ့တော့ဒီကောင်တပင်ဒီကောင်ဒီမှာနံပါတ်1ဆိုရယ်ကနမြခလုတ်တိုက်ပြီးဆောလာလို့ရှင်နံပါတ်3ညာနံပါတ်1ဆိုရယ်ကန3ညာ1ဆိုရယ်ကနလေးလူမြခလုတ်တိုက်လာမဲ့တကြီးဆောလို့ရှင်အဲ့တကူဆောမယ်ဆိုရင်ဟုတ်လား3ညာနေပါဦးဟာအဲ့တကြီးကိုဘလို့ဆောရတာခဏလေးနော်